သွားတိုက်ရမှာပြင်းတဲ့သူတွေတောက်တဲ့ကော်ဖီရိမ်ဒီဘူးလေးကတော့ရုတ်တရက်ကြည့်လိုက်ရင်တာမန်ရေဘူးလေးတစ်ခုလို့ပါပဲတကယ်တော့ဒါဟာတာမန်ရေဘူးလုံးဝမဟုတ်ပါဘူးဒီဘူးဟာကော်ဖီဘူးပဲဖြစ်ပါတယ်ကော်ဖီလို့သာပြောတာအယောင်လည်းမတူပုံစံလည်းမတူရှူတောင်ကပဲကြည့်ကြည့်ရေနဲ့ပဲတူနေတဲ့ဒီကော်ဖီဟာတကယ်အရာဘီကာကော်ဖီဇက်တွေကနေထုတ်လုပ်ထားတဲ့ကော်ဖီစစ်စစ်ပဲဖြစ်ပါတယ်ဒီကော်ဖီကိုဆိုရင်တော့လူအများက clear coffee လို့သိကြတာပါနာမည်နဲ့လိုက်အောင်ကိုလည်းရေလောင်နေပါတန်ရှင်းကြည်လင်နေတာဖြစ်ပါတယ်ဒီကော်ဖီဖြစ်လာပုံကတော့သဘောကျခြင်းစရာပါပဲဒီကော်ဖီကိုတီထွင်တဲ့ညီကိုနှစ်ယောက်ကကော်ဖီကိုရမ်းကြိုက်ကြတဲ့သူတွေပဲဖြစ်ပြီးသူတို့ဟာလူတွေနေ့စဉ်ကော်ဖီတောက်တဲ့အခါသွားရောင်နေညစ်ထေးပြောင်းလဲသွားတာကိုသဘောမကျတဲ့အတွက်သူတို့ကိုယ်တိုင်စိတ်တိုင်းကျသွားရောင်ကိုမထိခိုက်စေတဲ့ကော်ဖီတစ်ခုကိုတီထွင်ရင်ဒီရေနဲ့လုံးဝချွတ်ဆွတ်တူတဲ့ clear coffee ကိုရရှိလာတာပဲဖြစ်ပါတယ်ပုံစံကသာရေနဲ့တူပေမဲ့သူ့ရဲ့အနံ့နဲ့ရတာကတော့တကယ်ကော်ဖီစစ်စစ်တိုင်းပဲဖြစ်ပါတယ်ကော်ဖီကနေဒီလိုမျိုးအရန်ကိုသားဖဲပြီးအနံ့နဲ့ရတာပဲကြောင်းစစ်ထုတ်တဲ့နီးကိုတော့တီထွင်သူတွေကအခုချိန်ထိလျှို့ဝှက်နေရဖြစ်ထိန်းသိမ်းထားဆဲပဲဖြစ်ပြီးဘလို့မျိုးလုံးရတယ်ဆိုတာကိုတော့ဘယ်သူမှသိချမသိကြသေးပါဘူးအခြေခံအဖြစ်တော့ဒီလိုကော်ဖီရေကိုရဖို့ဆိုရင်အစင်းစင်းအပေါင်းခံစစ်ထုတ်တဲ့နီးတွေကိုအသုံးပြုရမှာဖြစ်ပါတယ်ဒီ clear coffee ကိုတော့တချို့တွေကကြိုက်နေတတ်ကြပေမဲ့တချို့တွေကတော့ရေထဲကကော်ဖီရတာကြီးလို့ဆိုကအကြိုက်နေတတ်ကြပါဘူးရှင်ဘလို့ပဲဖြစ်ဖြစ်ကော်ဖီတောက်တဲ့အခါသွားညစ်ထေးမှုရန်ကနေကောက်ခွဲပေးတယ်ဆိုတာကြောင့်သွားတိုက်ပြင်းသူတွေကတော့လုံးဝတောက်ချစ်တဲ့ကော်ဖီတစ်ခုပဲဖြစ်ပါတယ်